ကျမနာမည်ကမေသူကျော်လေးကျမ10လစာမှုပဲဖြစ်ဖို့3လအလိုမှာအဖေရောအမေရောကနေပြည်တော် highway လမ်းမှာကားမောက်ပြီးပွဲချင်းပြီးဆုံးပါခဲ့တယ်။ကျန်ခဲ့တဲ့အိမ်ချမ်းတခြားပစ္စည်းတွေအကုန်လုံးကိုအတော်လင်မြန်းကတင်းကျုံယူပြီးကျမကိုမွေးစားခဲ့တာပေါ့လေ။အဲ့ဒီအချိန်ကစပြီးအတော့ယောက်ျားအလုံးမလုံးတော့ပဲနဲ့ကျမအဖေနဲ့အမေချန်ခဲ့တဲ့ပစ္စည်းတွေပေါ်မှာသုံးလိုက်ဖြုံးလိုက်နဲ့နေခဲ့တာပေါ့နော်။ကျမတော်ရဲ့ယောက်ျားဟာလက်တန့်ပြောင်းလွန်တာကြောင့်အတော်ကျမရောကမပြောရခဲ့ဘူးလေ10လအောင်စင်ထွက်တဲ့အချိန်မှာကျမဂုံတူးလေးပါပါခဲ့တယ်ဆေးကြောင်းကိုဝင်ခွင့်ရခဲ့တယ်ဆိုပေမဲ့ပတ်စံမတက်နိုင်တဲ့အတွက်ကြောင့်တခြားတက်တူတစ်ခုကိုကျမရွေးချယ်ခဲ့တယ်သားသမီးမရှိတဲ့အတော်ကကျမအရန်ချစ်တာပေါ့လေစက္ကန့်ရရောက်တဲ့အချိန်မှာကျမဦးရောင်ငန်းဖြာယောဂစဖြစ်တာပေါ့လေဆရာဝန်ကတော့ typhoid အပြင်းစားလို့ပြောတာပေါ့နော်အဲ့တုန်းကမော်လမြိုင်မှာရှိတဲ့ဆေးကန်းတွေဟာလူနာရှင်ကိုယ်တိုင်သွားတန်းစီမှပြခွင့်ရတဲ့ဆေးကန်းလေအဲ့တော့အတော်မရှိတဲ့အချိန်အတော့ယောက်ျားဟာအိမ်ပြန်ရောက်လာပြီးနေမကောင်းဖြစ်နေတဲ့ကျမကိုသားမယားပြုချင်းခဲ့ပါတယ်အတော်သိတဲ့အချိန်မှာအတော်ဟာရိုးအလွန်နာကတကြောင်အင်အားချင်းမမျှတဲ့အတွက်အတော်ကကျမကိုကာကွယ်မပေးနိုင်ခဲ့ပါဘူးဒီလိုနဲ့အတော်ကသူ့မှာရှိတဲ့သူစုထားတဲ့ငွေသားတချို့နဲ့ရွှေဆဲကျူးတကုံးကိုထုတ်ပေးပြီးကျမကိုရန်ကုန်မှာခဏသွားဆောင်ခိုင်းနေခဲ့ပါတယ်ရန်ကုန်တက်လာတဲ့အချိန်ရန်ကုန်ကိုတက်လာတဲ့ကားပေါ်မှာပေါ့နော်ကျမလေအရန်ကြောက်တာပဲဘယ်မှာနေလို့ဘယ်မှာတက်ရမလဲကျမမသိဘူးကျမရန်ကုန်ကိုရောက်ချင်းမှာအမျိုးသမီးအဆောင်မှာငှားနေပြီးကျမကြုံရကြမဲ့အလုပ်တွေကိုဝင်လုပ်ခဲ့တာပေါ့လေကျမဟာကံမကောင်းလုံးဘူးဆိုပေမဲ့ကျမတငယ်ချင်းကံတော့ကောင်းခဲ့တယ်ရှင်တက်တူတုံးကအရန်ခင်ခဲ့တဲ့တိုးတိုးဆိုတဲ့တငယ်ချင်းအကူအညီနဲ့ကျမစင်ပူထွက်နိုင်ခဲ့တယ်ဘွဲမရတဲ့ကျမအတွက်စင်ကာပူဟာအရန်အလှရှားပါတာပေါ့လေကံကောင်းတယ်ပဲဆိုရမလားတိုးတိုးရဲ့ဦးလေးဝမ်းခွဲတွေအိမ်မှာတိုးတိုးရဲ့ဆက်တွယ်ပေးမှုနဲ့ကျမတလတင်းနေခွင့်ရခဲ့ပါတယ်အဲ့ဒီဦးလေးအဆက်တွယ်နဲ့ပဲစားတော့ဆိုင်တွေမှာအချိန်ပိုင်းပကံစီးတဲ့အလုပ်တွေရခဲ့တာပေါ့နော်ပကံစီးတဲ့နေရာတိုင်းမှာလဲမိကောင်းဆွေကောင်းတွေကျမရခဲ့တာပေါ့ရှင်သူတို့ရဲ့ကူညီပေးမှုနဲ့သူတို့နေတဲ့အဆောင်မှာလိုက်ပြီးငှားနေခွင့်ရခဲ့တာပေါ့နော်ကျမလေးအနာဂတ်ကိုတွေးပြီးဘလို့မှအိတ်လို့မပြောခဲ့ဘူးသူများတွေလာစားထုတ်လို့တချင်းကြီးနေတဲ့အချိန်မှာကျမဘဝမှာငွေရှိမှဖြစ်မယ်ငါငွေရှိမှဖြစ်မယ်လို့ရည်ရွယ်နေခဲ့ရတာပေါ့နော်ဒီလိုနဲ့ပဲရအလုပ်ကိုဝင်လုပ်တဲ့ကျမစင်ကူမှာနေထိုင်3နှစ်ကုန်ခဲ့တယ်တရက်တော့ကျမတငယ်ချင်းကအလုပ်ကိစ္စတစ်ခုကျမကိုကမ်းလှမ်းလာခဲ့တာပေါ့လေပါဆက်အရန်လိုအပ်နေတဲ့ကျမကိုကြည့်ပြီးတနာလို့တဲ့လုပ်ရမယ့်အလုပ်ကဒိတ်ဂဲလ်ပေါ့နော်ကျမအနေနဲ့ဖောက်တယ်ရှာစရာမလိုဘူးသူတို့ကကျမအတွက်ရှာပေးမယ်ပေါ့လေရလာတဲ့ပတ်စံကနေ10% သူတို့ကို10%ပေါ့နော်သူတို့ကိုပေးရမယ်လေသူများတွေအတွက်ဒီအလုပ်ဟာရှက်စရာကောင်းတယ်ယွန်စရာကောင်းတဲ့အလုပ်ဆိုပေမဲ့ကျမအတွက်တော့ဒါဟာမဟာအခွင့်အရေးလေဘာဖြစ်လို့လဲဆိုတော့ကျမအဖြူဆက်မှမဟုတ်တော့တာကျမအဖြူမစစ်တော့ဘူးလေတောက်တဲ့နှစ်ဖူးမထူးတော့ဘူးအမဲစွတ်တွေရှိနေတဲ့ကျမအိမ်တော်ပြုတ်ရောအိမ်တော်ရဲ့တာယာပါမလားမဖြစ်နိုင်တာရှင်အမဲစွတ်တွေရှိနေတဲ့ကျမအဖို့လက်တွဲပေါ်ကောင်းကိုရှာဖို့ဆိုတာမလုံးလုံးနဲ့ကျဲတကောင်လှမ်းခူးရတယ်လို့ပေါ့နော်ဒီလိုနဲ့ကျမတငယ်ချင်းပေးတဲ့အခွင့်အရေးကိုကျမကောင်းညိတ်ခဲ့ပါတယ်ဖောက်တယ်တွေကိုဂျင်းနဲ့အောင်စွမ်းဆောင်ပေးနိုင်တဲ့ကျမဟာ3နှစ်အတွင်းမှာငွေတော်တော်များများကိုစုဆောင်းနိုင်ခဲ့တာပေါ့လေအချိန်တစ်ခုရောက်လာတဲ့အခါမှာတငယ်ချင်းတွေကိုနှုတ်မဆက်ဖ ೇನೆ ကျမရန်ကုန်တိတ်တိစိတ်ပြန်လာခဲ့ပါတယ်တိုးတိုးရဲ့အကူအညီနဲ့ပဲရန်ကုန်မှာတိုက်ခန်း3ခန်းကျမပွဲနိုင်ခဲ့တယ်ညင်ကြီးတဲ့နှခမ်းနဲ့3လွှာတစ်ခန်းပေါ့ရှင်ညင်ကြီးတဲ့တစ်ခမ်းမှာကျမအချို့ရင် agent ဖွင့်ပြီးကျန်နှခမ်းကိုတော့ကျမငှားစားခဲ့တာပေါ့လေတကယ်ချင်းတိုးတိုးကရောက်ကရှာယောက်ျားစိတ်ပေါက်နေတဲ့သူဆိုတဲ့အတိုင်းပေါ့နော်ယောက်ျားတယောက်လိုကျမတော်တော်အားကိုးခဲ့ရတယ်အာသွန်ခွန်ဆိုင်လုံးမှုကံတရားမျက်နှာပေးမှုတွေကြောင့်ကျမတော်တော်ကြီးကိုစုဆောင်းမိခဲ့တာပေါ့ရှင်ဒီအချိန်မှာမမျှော်လင့်နဲ့ကျမဘဝတွေကိုမောင်ရောက်လာခဲ့တယ်အသားဖြူဖြူအရက်အမောင်းကောင်းကောင်းခန္ဓာကိုယ်ကဖွန့်ဖွန့်ထွားထွားရင်အုပ်ကကြဲကြဲရီလိုက်ပချိုင်လေးနှစ်ဖက်နဲ့
အမြဲတမ်းဆရာဝန်ဂျူဒီကုတ်ကိုဝတ်ထားတဲ့မောင်ကိုကျမဘယ်လိုချစ်လို့ချစ်မှန်းမသိခဲ့ဘူးပေါ့လေမောင်ဘက်ကချစ်ရေးဆိုတဲ့အချိန်မှာကျမလေအတိတ်ကအမဲဆက်တွေကိုမြင်ပြီးမောင်ရဲ့ချစ်ကိုကျမလက်မခံခဲ့ပါဘူးဆွဲလုံးဝမလျှော့တဲ့မောင်ကသူနဲ့ချစ်သူဘဝကို3-4နှစ်လောက်ဖြတ်တန်းကြည့်ပေါ့လေပြီးမှအိမ်တော်ဘက်အဖြစ်သတ်မှတ်ချင်မှသတ်မှတ်ပါလို့ဆိုလာတယ်လောဘတီကြီးခဲ့တဲ့ကျမအတ္တဆန်လုံးနဲ့ကျမအတိတ်မှာအမဲဆက်တွေရှိတာတော့ကျမမောင်ရဲ့အချစ်ကိုလက်ခံခဲ့ပါလေမောင်နဲ့အတူတူချစ်သူရေးစားဘဝကို4နှစ်လောက်ဖြတ်တန်းလာတဲ့အချိန်မှာမောင်ပါဆိုင်တဲ့အတိုင်းဝိုင်းမောင်ဖြတ်တန်းတဲ့ပတ်ဝန်းကျင်တွေကိုကြည့်ပြီးကျမလေမောင်ရဲ့ဘေးနားမှာရှိတဲ့ပါရမီဖြည့်ပါဟာကျမမဖြစ်သင့်ဘူးဆိုတာကျမနားလည်လာခဲ့ပါတယ်တကယ်ဆိုရင်ချစ်ပဲလို့ရဲဆိုတဲ့ကျမအကြိုက်ဆုံးတဲ့ချင်းဟာကျမအတွက်တော့လုံးဝပြားရည်တစ်ခွက်ပေါ့နော်ဒါပေမဲ့မောင်ဘက်ကကြည့်မယ်ဆိုရင်နောင်တဆိုတဲ့အစိတ်ရည်တွေကိုလူးထားတဲ့မြားတစ်ချောင်းဆိုရင်မမဘူးပေါ့လေချစ်သူဘဝမှာအချက်ဟာအရေးကြီးတယ်ဆိုပေမဲ့အိမ်တော်တဲ့ဘဝမှာဇနီးမယားတယောက်ရဲ့အဆင့်တန်းကလည်းအင်မတန်မှအရေးကြီးတယ်ဆိုတာကျမသဘောပေါက်ပါတယ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကချစ်သူတန်4နှစ်ပြည့်တဲ့အချိန်မှာမောင်ဟာကျမကိုလက်ထပ်ခွင့်တောင်းခဲ့တယ်ကျမချက်ချင်းကြီးအပြေမပေးဘဲနဲ့လာမဲ့တနင်္ဂနွေနေ့မှာအပြေပေးမယ်လို့ကျမပြောခဲ့တာပေါ့ရှင်ပြောပြမှာပေါ့မောင်အမျက်တနိုးယူရခဲ့တဲ့ပန်းတပွင့်ဟာအရင်တုန်းကဘဝရှင်သန်ဖို့အတွက်ကိုရောင်းစားခဲ့တဲ့ပန်းရိုင်းတပွင့်ဆိုတာကျမပြောပြမှာပါကျိုးတစ်ချောင်းဟာလေဖြတ်တဲ့အချိန်ရောက်ရင်တော့ဖြတ်ကိုဖြတ်ရတော့မှာပေါ့ရှင်အားလုံး